ဩတယ်ပေါ့နော်အဲ့ဒီတုတ်တန်လေးကိုဇံရတယ်တဲ့ဇံရပုဂ္ဂိုလ်ကြီးဇံနဲ့ငြိမ်းငြိမ်းအေးအေးနေနိုင်တဲ့အည်အသွေးသူ့မှာရှိတယ်ဒါပေမဲ့အဲ့ဒီဇံရချင်းတည်းဟူသောကြောင့်ကိုမြင့်တင်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီဇံရသူကြီးဟာလည်းပဲသူရုပ်မှာစိတ်ဓာတ်နဲ့ပဲနေတာပဲတဲ့အဲ့ဒီချိန်မှာဆိုလိုတာကသူများကိုနှိမ့်ချတဲ့ကိုမြင့်တင်တယ်ဆိုတဲ့စိတ်ဟာသူရုပ်မှာစိတ်ဓာတ်ပဲဒီသဘောကိုပြောတာနော်ဇံရတဲ့တွေကြောင့်ကိုမြင့်တင်မှုသူများကိုမနှိမ့်ချဘူးဆိုမှအဲ့ဒါသူတော်ကောင်းစိတ်ဓာတ်တယ်အဲ့တော့လူတယောက်ဟာသူရုပ်မှာစိတ်ဓာတ်နဲ့နေသလားသူတော်ကောင်းစိတ်ဓာတ်နဲ့နေသလားဆိုတာကိုဒီအချက်ကိုကြည့်ပြီးတော့ဘုန်းဘုန်းတို့ကစစ်ဆေးလို့ရတယ်အထူးသဖြင့်ကိုစစ်ဆေးလို့ရတယ်ကိုအထင်ရောက်နေမယ်နော်သူများကိုအထင်သေးနေမယ်ဆိုရင်ဒီဥစ္စာကဒါရုပ်မာတဲ့စိတ်ပဲတကယ်တမ်းကအဲ့ဒီစိတ်ဝင်နေရင်စိတ်ကချမ်းလည်းမချမ်းသာဘူးဟုတ်တယ်မချမ်းသာဘူးနော်လေးလံနဲ့ပူလောင်နဲ့ပင်ပန်းနဲ့တကယ်ကနော်အထင်သေးရတာထင်ကြီးရတာတတ်တာတဲ့သဘောချမ်းသာတဲ့သဘောရှိမနေဘူးဘာလို့လဲဆိုတော့ तू ကောင်းတဲ့စိတ်မဟုတ်လို့အဲ့တော့ဘုန်းဘုန်းတို့နော်ရေဘူးရသဘောအဖြစ်ဘာလို့သူများကိုထင်သေးနေတာတော့ကိုအထင်ရောက်နေတာတော့ဆိုတော့သူနဲ့ကိုနဲ့အကုန်လုံးကအတူတူပါပဲဆိုတဲ့အမှန်တရားကိုမမြင်လို့ပဲဒါကတော့ဘုန်းဘုန်းကသုံးသပ်ကြည့်တာပေါ့လေအတူတူပဲလို့မြင်မယ်ဆိုရင်မတူဘူးထင်လို့ဖြစ်နေတဲ့အထင်သေးတာအထင်ကြီးတာရှိနိုင်မလားတကယ်တမ်းအတူတူပဲဘာတူတာတုံးလို့မေးရင်နော်အဆင့်အမြင့်ဆုံးရှုတော့မှကြည့်မယ်ဆိုရင်ဒုက္ခသစ္စာအတူတူပဲတတ္တဝါတိုင်းဟာဆင်းရဲနေကြတာပဲတကယ်ကနော်တကယ်ဒီတတိအားကောင်းကောင်းနဲ့တိဆောက်ထားလို့ဉာဏ်ပညာဖြစ်ထွန်းလာပြီဆိုရင်အဲ့ဒီဉာဏ်ပညာနဲ့ကြည့်မယ်ဆိုရင်ဘဝဖြစ်နေရတာဟာတတ်တာတဲ့သဘောမဟုတ်ပင်ပန်းတဲ့သဘောကျွတ်တို့ကလောဘမျက်လုံးနဲ့မက်မောတဲ့စိတ်တွေအခြေခံပြီးတော့အဲ့ဒီစိတ်တွေနဲ့နော်အနေချပြီးတော့အဲ့ဒီစိတ်တွေနဲ့ပဲဘဝကိုကြည့်တဲ့အတွက်ကြောင့်ဘဝကပင်ပန်းတယ်ဘဝကလေးလံတယ်ဘဝကမသက်သာဘူးဆိုတဲ့အမှန်တရားကိုမမြင်တာတကယ်တမ်းဘဝကလေးလံပါတယ်ဘုရားကတော့ဝန်တို့ငိုကြီးလို့တောင်ဟောတယ်အမြဲတမ်းဝန်ထမ်းတာခဏလေးတောင်ချပြီးတော့နားလို့မရဘူးအဲကျွတ်တို့ကညံနေတဲ့အခါကျတော့သိပြီးတော့မသိဘူးပေါ့နည်းနည်းလေးအသက်ကြီးလာလို့ရှိရင်တော့ဒီဝင်လေးတဲ့သဘောကပိုးထင်ရှားလာလို့နည်းနည်းလေးရိပ်မိနိုင်တယ်ဒါတောင်ညံကောင်းလို့ရိပ်မိတာမဟုတ်ဘူးနော်သိလားမြင်ခွင့်ကထင်ရှားလို့မြင်တာကိုယ့်မျက်စိကဆူးရှာလို့မြင်တာမဟုတ်ဘူးလို့ပြောချင်တာသဘောပေါက်လားမသိဘူးတချို့ကိစ္စကမြင်ခွင့်ကသိမထင်ရှားဘူးဒါသည်မျက်လုံးကအရန်ကောင်းတဲ့အခါမြင်ရတာရှိတယ်တချို့ကြတော့မြင်ခွင့်ကထင်ရှားတော့လည်းပဲမျက်လုံးကညံ့နေရင်လည်းမမြင်ရတာရှိတယ်အဲ့ဒါအသက်ကြီးလာလို့ရှိရင်သိလိမ့်မယ်ခန္ဓာကြီးကလေးလာပါလားဆိုတာအဲ့ဒါသိတာညံကောင်းလို့သိတာမျိုးမဟုတ်ဘူးဘာလို့ဆိုတကယ်ကိုဖုံးမနိုင်ဖိမနိုင်ခန္ဓာကြီးကတကယ်ကိုလေးလာလို့သူလေးလာတယ်လို့နည်းနည်းသိလာရိပ်မိလာဘာမှကောင်းမနေဘူးဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့လိုရင်းလေးပြောမယ်ဗျာနော်သူတော်ကောင်းစိတ်ကလေးနဲ့နေခြင်းနဲ့သူယုံမှစိတ်နဲခြင်းနဲ့ဆိုရင်ကိုနော်အထင်ရောက်နေတာကိုမြင့်တင်နေတာသူများကိုထင်သေးနေတာအဲ့ဒီစိတ်တွေကိုဘာလို့မလို့နဲအောင်လုပ်ရမယ်အဲ့လို့ဆိုရင်အဲ့ဒီစိတ်တွေဟာဘာကြောင့်ဖြစ်နေတာတော့အခုပြောပြီအတူတူဆိုတာကိုမမြင်လို့အတူတူဆိုတာဘာတူတာတုံးဆိုတော့အဆင့်အမြင့်ဆုံးအမြင်နဲ့ပြောရရင်ဒုက္ခသစ္စာမှာတူးနေတယ်အကုန်လုံးဆင်းရဲနေကြတာနော်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဒီယုတ်ဒီနံဒီသဘာဝဖြစ်နေတာဟာကောင်းမွန်တဲ့သဘောဟုတ်ကိုမဟုတ်ဘူးဒီသဘောအဲ့ဒါကိုမြတ်စွာဘုရားမြင်လို့ဘုရားဆိုတာဖြစ်သွားတာပါပဲတကယ်ကဘာဖြစ်လို့ဘုံဘုံရဲ့ဒီမကောင်းတဲ့ဒုက္ခသစ္စာအမှန်တရားကိုမြင်ရတာနဲ့ဘုရားဖြစ်သွားတာတုံးလို့မေးတရားရှိဒီဒုက္ခသစ္စာကိုမြင်စိတ်ဘလို့မြင့်မြတ်သွားလဲဆိုတာကိုဘုံဘုံတို့နည်းနည်းလေးဝေဖန်ပြမယ်ဉာဏ်လေးနဲ့လိုက်ကြည့်နော်ဘဝဆင်းရဲတယ်ငါဘဝမှမဟုတ်ဘယ်ဘဝဖြစ်အကုန်ဆင်းရဲတယ်လို့တကယ်မြင်လို့ရှိရင်အဲ့ဒီဆင်းရဲတဲ့အရာတွေရဲ့ပုံမှာမမောမှုဟာဘာဖြစ်သွားမှာတော့နဲသွားမယ်အဲ့ဒါပဲအဓိကအဲ့ဒီမမောမှုလောဘဟာကျန်တဲ့ကိလေသာအများစုဖြစ်ခြင်းရဲ့အကြောင်းတရားပဲပြောရရင်အဲ့ဒီမမောမှုလောဘကနေတဆင့်ပေါက်ဖွာလာတယ်လို့တောင်ဘုံဘုံကဆိုခြင်းတယ်အဲ့ဒီမမောမှုကလည်းဘာကြောင့်ဖြစ်တုံးဆိုတော့ဆင်းရဲတဲ့သဘောကြီးကိုဆင်းရဲလို့မသိလို့အဲ့ဒီမသိမှုအဝိဇ္ဇာမောဟပေါ့နော်အဲ့ဒီအဝိဇ္ဇာကြောင့်မို့လို့ဒီလောဘကလည်းဖြစ်တာအဝိဇ္ဇာကတော့သူကခေါင်းဆောင်ကြီးပဲဟုတ်လားအဝိဇ္ဇာရဲ့တဏှာရဲ့နော်တနည်းအားဖြင့်မောဟနဲ့လောဘပေါ့
ကျန်တဲ့ကိလေသာတွေအဲ့ဒီကနေတဆင့်တိုးပွားလာတယ်လို့ဘုံဘုံထင်တယ်ကျတို့ဒေါသဆိုရင်လည်းပဲအလိုမကျဘူးအလိုတွေများလေဒေါသများလေပဲဟုတ်လားမသိရင်မသိသလောက်တချို့မန်တွေဝင်ကြတာလည်းရှိတယ်ပေါ့ဟိုလိုထင်ဒီလိုထင်အထင်တွေမှားပြီးတော့အမျိုးမျိုးတခါတည်းမှားယွင်းမှုဝင်ကဘာတွေကမထွက်နိုင်ပဲနဲ့စိတ်ဟာညှဉ်းနှွမ်းမှုနဲ့ပဲအချိန်ကုန်သွားကြတာတွေကလည်းပဲဒီမသိမှုနဲ့မမောမှုကိုပဲအကြောင်းပြုပြီးတော့ဖြစ်နေတာအဲ့တော့အကယ်၍ဘုံဘုံတို့ကဒုက္ခသဘောကိုသိမယ်ဆိုရင်သိသလောက်အဲ့ဒီမကောင်းမှုအကုသိုလ်ကိလေသာတရားတို့ရဲ့အခြေခံအကြောင်းတရားကြီးတွေဖြစ်တဲ့အဝိဇ္ဇာနဲ့လောဘပေါ့နော်တနည်းအားဖြင့်အဝိဇ္ဇာနဲ့တဏှာကိုဘုံဘုံတို့ဘာလုပ်နိုင်မလို့ရှော့ချနိုင်မယ်ပေါ့အဲ့ဒါရော့သွားရင်ကျန်တဲ့ကိလေသာတွေလည်းရော့သွားမယ်အဲ့တော့ဒုက္ခလို့မြင်ရင်မြင်သလောက်စိတ်မှာမကောင်းတဲ့သဘောတွေနည်းနေသွားတယ်ဆိုတော့ကျတို့လက်တွေ့မသိနိုင်ဘူးလားသိနိုင်တယ်နော်လူချင်းမှုကနေစကြတာနော်ကျတို့လူချင်းလို့မဟုတ်တာတွေလုပ်ကြတာမဟုတ်တာတွေပြောကြတာဟုတ်လားလူချင်းတာကနေပြီးတော့လိန်ညာကြတာကောက်ကျစ်ကြတာရက်ဆက်ကြတာအကုန်လုံးနော်ဖြစ်လာရတဲ့သဘောတွေကိုဘုံဘုံတို့မြင်ဖို့လိုတယ်အဲ့တော့လူချင်းမှုကိုဘုံဘုံတို့လျှော့နိုင်ရင်လျှော့နိုင်တယ်လို့ဒီလူကဘာဖြစ်လာတော့စင်ကြယ်တာပဲဒီလူဟာမြင့်မြတ်တာပဲဘုံဘုံမကောင်းတာတွေနည်းနေသွားလို့သူ့ကိုကောင်းတယ်လို့ဘုံဘုံတို့ပြောရမယ်အဲ့ဒါမြတ်စွာဘုရားကဒီဘဝကြီးတစ်ခုလုံးရဲ့ဒီလောကကြီးတစ်ခုလုံးရဲ့ဒီဒုက္ခသဘောတွေကိုအပြီးပိုင်မြင်တော်မူတဲ့အတွက်ကြောင့်ဒီလောကရဲ့ပုံမှာဖြစ်နေတဲ့မှားယွင်းမှုတွေလိုချင်မှုတွေအကုန်လုံးဘာဖြစ်သွားတော့ငြိမ်သွားတယ်အဲ့ဒါဒီငြိမ်သွားတဲ့အတွက်ကြောင့်နောက်ထပ်ဒီလိုဆင်းရဲတဲ့ဒုက္ခတွေလည်းဆက်ပြီးတော့မဖြစ်တော့ဘူးတဲ့ဟုတ်လားဒုက္ခသစ္စာကိုမြင်ရတာဘယ်လောက်ထိအကျိုးရှိတယ်လဲဆိုတာကိုဘုံဘုံကပြောပြတာအဲ့ဒါမြတ်စွာဘုရားဒါကိုမြင်လို့ဘုရားဖြစ်လာတာနော်ဒါတွေကိုပြောဖို့အတွက်ပဲဘုရားဖြစ်အောင်မြတ်စွာဘုရားဘုရားလောင်းဟာကျင့်ခဲ့တာအဲ့တော့ကျွတ်တို့ဒီဘုရားရဲ့အစုံအမကိုမျက်နှိုးကြတဲ့ပုံကိုယ်တွေဟာအဓိကမြတ်စွာဘုရားဘာသိသိချင်တာလဲဆိုတာလေးကိုဖမ်းမိဖို့လိုမယ်ပေါ့နော်ဘဝရဲ့ဆင်းရဲတဲ့သဘောကိုအမှန်တိုင်းသိပြီးတော့အဲ့ဒီဘဝရဲ့ပုံမှာမမောမှုကင်းပြီးတော့လုံးဝငြိမ်းအေးသွားဖို့လွတ်မြောက်သွားဖို့မြတ်စွာဘုရားတရားတွေဟောခဲ့တာအဓိကအဲ့ဒါပဲဟုတ်လားအခုဘုံဘုံပြောနေတဲ့စကားအစဉ်ကဘယ်ကနေရောက်သွားတာတော့နော်သူများကိုထင်သေးတယ်ကိုကိုအထင်ကြီးတယ်ဆိုတာတူညီမှုဒုက္ခသစ္စာကိုမမြင်သလောက်ဖြစ်လာတဲ့အမျိုးပဲဟုတ်လားဒုက္ခသစ္စာကိုမြင်သလောက်အဲ့ဒါပဲဖြစ်သွားတော့နည်းသွားမယ်အဲ့တော့နောက်ထပ်တစ်ဆင့်လျှော့ပြီးတော့ဘုံဘုံပြီးကနေလေးတစ်ခုပြောမယ်ဘုံဘုံတို့မဟာဝိဇ္ဇယသုတ်တံဆိုတာရှိတယ်အဲ့ဒီသုတ်တံမှာဘာတွေဟောတာဆိုတာမြတ်စွာဘုရားနော်ဒီကိုယ်ကောင်ရဲ့မတန့်ရှင်းပုံမတင့်တယ်ပုံနော်အနတ်မကောင်းပုံယွန်ရှာဆက်စုပ်ဖွဲ့ကောင်းပုံကိုမြတ်စွာဘုရားအသေးစိတ်ဟောတာဒါကြီးပေါ်မှာကျွတ်တို့အမြင်မှားပြီးတော့စိတ်တွေရဲ့နော်အတွေးအမြင်တွေနားလည်ပုံတွေအကုန်လုံးမှားယွင်းပြီးတော့ဒုက္ခရောက်တာအဲ့တော့ဒါကိုအမှန်မြင်ဖို့အတွက်မြတ်စွာဘုရားကြိုးပမ်းအားထုတ်တာမဟာဝိဇ္ဇယသုတ်တံဆိုအဲ့ဒီသုတ်တံမှာနောက်ဆုံးဂါထာလေးနှစ်ပုဒ်နော်ဒွိပါရကောယံအတုရှိဒုက္ခနောပရိဟာရတိနာနာကုဏပပရိပူရောဝိတ္တဝန္တောတတော်တဲ့ဘာပြောဆိုဒီကိုအောင်ကြီးကိုသူကအနှစ်ချုပ်ပြီးတော့ပြောပြတာသူ့ရှေ့ရဂါထာတွေကမတင့်တဲ့အကြောင်းအသေးစိတ်ပြောပြီးတော့မှဒါလေးကအနှစ်ချုပ်ပြီးတော့ပြောတာနော်ဒွိပါရကောယံအတုရှိတယ်ဒီကိုကောင်ဟာခြေတော်နှစ်ချောင်းရှိတယ်တဲ့ခွာကလေးထောက်ထားတယ်လို့ပါနော်မြင်အောင်ကြည့်နော်ဒွိပါရကောယံအတုစီခြေနဲ့ချောင်းရှိတဲ့ဒီကိုကအတုစီမစင်ကြယ်ဘူးတဲ့ဟုတ်လားဖီလိန်ပြင်ဆင်ထားလဲအဲ့ဒီဂျားတွေကနေပြီးတော့ချွေးတို့ဘာတို့ထွက်လာတာပဲလေအဲ့ဒါဘာတော့မစင်ကြယ်တဲ့အရာစင်ကြယ်တဲ့အရာဘာမှထွက်မလာဘူးနော်ဒွိပါရကောယံအတုစီဒုက္ခံတော်ပရိဟာရတိဒုက္ခံတော်ဆိုတာမကောင်းတဲ့အနံ့ရှိတယ်တဲ့ဘယ်နာလေးကမှကောင်းတဲ့အနံ့ထွက်မနေဘူးတဲ့ဒုက္ခတော့ပရိဟာရတိအမျိုးမျိုးတန်ရှင်းအောင်လုပ်တဲ့ကြားတွေကပဲမတန်ရှင်းတဲ့ဟာတွေဟာရိုးရှိပြီးတော့ကြားလာတယ်တားဆီးလို့ကိုမရဘူးတဲ့ကိုဘလောက်လှုပ်အဲ့ဒါကိုဘုံဘုံတို့တော့လုံခြုံအောင်လုပ်ထားလို့မရဘူးလုံးဝလိန်ညာထားလို့မရဘူးနော်ဒွိပါရကောယံအတုစီဒုက္ခတော့ပရိဟာရတိနာနာကုဏပပရိပူရောဝိတ္တဝန္တောတတော်တဲ့နာနာကုဏပပရိပူရောအမျိုးမျိုးသောနော်အပုပ်အဆက်တွေနဲ့ပြည်နေတယ်တဲ့ဘယ်ပိုင်းလေးပဲကြည်လိုက်နော်ခေါင်းကိုပဲကြည်ရင်ဘတ်ပိုင်းကိုပဲကြည်ဝမ်းပိုက်ပိုင်းကိုပဲကြည်ဟုတ်လားမတန်ရှင်းတာတွေမစင်ကြယ်တာတွေနဲ့ပဲပြည်နေတယ်တဲ့နာနာကုဏပပရိပူတော့ဝိတ္တဝန္တောတတော်ဘုံဘုံတို့ဘလောက်ပဲကြိုးပမ်းအားထုတ်ပြီးတော့ဒါကိုတင့်တယ်အောင်အရှင်ပြေအောင်ကြည်ကောင်းအောင်လုပ်ကြတော့လည်းပဲ
လှုပ်လို့မနိုင်ဘူးတဲ့အဲ့ဒီဥစ္စာအမြဲတမ်းယိုပဲယိုကြနေတယ်ဒါကြောင့်မလို့ကျွတ်တို့တကယ်မနိုင်တဲ့အခါကျတော့ဘယ်ပြေးရအောင်အိမ်သာတဲ့ပြေးရတာပေါ့လူရှိရက်ပြီးတော့တောင်လှုပ်လို့မရဘူးလေဟုတ်တယ်မဟုတ်လားလူအမြင်ခံလို့တောင်မရတော့ဘူးဒါတွေကအမှန်တရားတွေပဲလေဒီခန္ဓာရဲ့ဒီဘဝရဲ့သဘောမှကိုမြတ်စွာဘုရားအဲ့ဒီဂါထာလေးနဲ့ပြောပြီးတော့နောက်ဆုံးသုံးသပ်ပြတယ်နောက်ဆုံးဂါထာလေးကဘာပြောလို့ဆိုတော့ဒိပါဒကောယံအတုစီဒုက္ခန္တောပရိဟာရတိနာနာကုဏပပရိပူတော်ဝိတ္တဝန္တောတတောဧတာဒိတေနကာယေနယောမေညိဩနမေတဝေပရံဝါဝါဇာနိယကိမိညတရအတ္တတနာအဲ့ဒါလေးကအခုပြောခြင်းတဲ့အကြောင်းရမယ်ဧတာဒိတေနကာယေနယောမေညိဩနမေတဝေဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့နဲ့များကိုမြင့်တင်မယ်သူများကိုနှိမ့်ချမယ်ဆိုရင်ဒီခန္ဓာကိုယ်ရဲ့သဘောတဘာဝအမှန်ကိုမသိခြင်းကလွဲလို့တခြားဘယ်အကြောင်းရှိမလဲတဲ့ဟောဆိုလိုတာကဒီခန္ဓာကိုယ်ကြီးတွေဟာဒီလိုပါလို့မသိလို့သာတတ္တဝါတွေဟာကိုသူများတဲ့ตาတယ်ထင်းနေတာသူများကိုကိုယ့်ထက်အောက်ကျတယ်လို့ထင်းနေတာအမှန်ကသူလည်းပဲမတန်ရှင်းသောမစင်ကြယ်သောအရာရုပ်ပိုင်းဆိုင်ရာမှာဘာထူးခြားမှုမှကိုမရှိဘူးဒီဟာကိုရှင်းရှင်းလင်းလင်းမြင်မယ်ဆိုရင်တော့ဘုန်းဘုန်းတို့မှာအလွန်မြင်မာတဲ့သူတော်ကောင်းစိတ်ဓာတ်ဖြစ်နိုင်တယ်နော်သူ့ကိုထင်သေးတာကိုထင်ကြီးတာတခါတလေကြတော့လည်းပဲကိုထင်သေးပြီးတော့သူများကိုထင်ကြီးတာလည်းရှိသေးတယ်အဲ့ဒါလည်းကောင်းအဲ့ဒါလည်းမကောင်းဘူးနော်သူများကိုထင်ကြီးရတာလည်းပဲပင်ပန်းတယ်သူများထင်ကြီးရင်အလိုလေးရောက်ကိုလည်းသိငယ်တဲ့သဘောကပါသွားပြီသားဟုတ်တယ်မဟုတ်လားကောင်းသလားအဲ့ဒါအကုန်လုံးအမှားကြီးပဲတကယ်ကအထင်သေးတာမှမှားတာမဟုတ်ဘူးအထင်ကြီးတာလည်းမှားတာပဲအမှန်ကထင်ကြီးတယ်လည်းမရှိဘူးထင်သေးတယ်လည်းမရှိဘူးသူကကောင်းကိုမကောင်းတဲ့သဘာဝဘာလို့သူ့ကိုဘုံဘုံတို့ရှောက်ပြီးတော့အပေါ်ယံသတ်မှတ်ချက်တွေအကုန်လုံးဟာလွဲတယ်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားဒီပြောထားတဲ့စကားလေးကိုဘုံဘုံကသဘောကျတော့နော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့နဲ့များကိုမြင့်တင်မယ်သူတော်ဘာကိုနှိမ့်ချမယ်ဆိုရင်ဒါဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုမသိခြင်းကလွဲလို့တခြားဘယ်အကြောင်းရှိမှလေတဲ့မသိရင်မသိတဲ့လောက်တတ္တဝါတွေဟာအထင်ကြီးကြတယ်အထင်သေးကြတယ်အထင်ကြီးမှုအထင်သေးမှုရှိရင်ရှိတဲ့လောက်သူ့စိတ်ပဲပင်ပန်းရတယ်ဆင်းရဲရတယ်ပူလောင်ရတယ်နော်အထင်သေးခံရတဲ့ပုဂ္ဂိုလ်ကဟောခံနိုင်မလားအခန့်နိုင်မှုဟောသူကလည်းသူ့တုံ့ပြန်မှုကလည်းကြောက်စရာကြီးနော်အဲ့တော့ဘာမှမကောင်းတော့ဘူးအထင်ကြီးရတာထင်သေးရတာဘာမှမကောင်းတော့ဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားသူတော်ကောင်းစိတ်ဓာတ်ဆိုတာသူများကိုထင်သေးတာကိုထင်ကြီးတာမရှိဘူးနော်သူတော်ကောင်းစိတ်ဓာတ်နဲ့ဘုန်းဘုန်းတို့နေခြင်းနဲ့ဆိုရင်အဲ့ဒီအထင်ကြီးခြင်းအထင်သေးခြင်းကိုလုံးဝမပြောက်သေးတောင်မှညှော့နေသွားဘယ်လိုမလို့ကြိုးစားရမယ်အဲ့ဒါကိုညှော့နေခြင်းနဲ့ဆိုရင်ဘုန်းဘုန်းတို့အဓိကနားလည်ထားရမယ်တော့ချက်ကအတူတူပါပဲဆိုတာကိုမြင်အောင်ကြည့်အဆင့်အမြင့်ဆုံးတူတယ်လို့ပြောလိုက်တာပါတော့ဒုက္ခသစ္စာတူတယ်နော်အဲ့ဒါမြင်ဖို့နည်းနည်းခက်နေသေးတယ်ဆိုရင်တော့အရန်ကိုမြင်ဖို့လွယ်တဲ့မတန်ရှင်းမှုတွေရဲ့အစုအဝေးတွေအနတ်မကောင်းမှုတွေရဲ့အစုအဝေးတွေဘာမှနော်မျက်နှိုးဝယ်ရမဟုတ်တဲ့သုံးစားမရတဲ့အရာတွေရဲ့အစုအပုံကြီးတွေလို့မြင်မယ်ဆိုရင်အထင်ကြီးမှုအထင်သေးမှုဘာဖြစ်သွားမှာတော့နည်းသွားမယ်အဲ့ဒါတော့မြင်ဖို့လွယ်တယ်မဟုတ်လားအဲ့ဒါကိုပဲမြင်ဖို့ခက်နေသေးတယ်ဆိုရင်တော့ဘာပြောရမှတော့မသိတော့ဘူးနော်စဉ်းစားအောင်နော်အဲ့ဒါနှစ်ချက်ပေါ့ဟုတ်လားဟိုတို့တူညီမှုကိုမြင်ဖို့အတွက်အတုပကိုမြင်ရမယ်ပြီးရင်ပါတော့ဒုက္ခသစ္စာကိုမြင်ရမယ်နော်ဒုက္ခသစ္စာတော့အလွန်အဆင့်မြင့်ပါတယ်သူ့ကိုမြင်လို့ရှိရင်တော့မြင်တော့စိတ်ဟာဖြူစင်တာပဲနော်ကျွတ်တို့အကုန်လုံးဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်နော်အရိယာအဖြစ်ကိုမျှော်မှန်းကြတယ်ပေါ့ပုထုဇဉ်ဖြစ်ကနေအရိယာအဖြစ်ကိုပြောင်းလဲခြင်းကြတယ်ပေါ့နော်အရိယာဆိုတာကပြောတာတော့စိတ်ဖြူစင်တာကိုပြောတာပုထုဇဉ်ဆိုတာစိတ်ညှဉ်းနှွမ်းမှုပူလောင်မှုတွေများတာကိုပုထုဇဉ်လို့ပြောတာဟုတ်လားတကူရဲ့စိတ်ကိုပူလောင်မှုညှဉ်းနှွမ်းမှုများတဲ့အနေအထားနေပြီးတော့ဖြူစင်မှုတန်ရှင်းမှုနော်ပြည့်စုံတဲ့အနေအထားကိုရောက်ချင်တယ်ဆိုရင်ဘုန်းဘုန်းတို့ကဘာလုပ်ရမလို့အမှန်တရားကိုမြင်ရမယ်ဒုက္ခသစ္စာဆိုတဲ့တူညီနေတဲ့အမှန်တရားဟုတ်လားအတုပလို့ဆိုတဲ့တူညီနေတဲ့အမှန်တရားဟုတ်ပြီလားအဲ့ဒါမြင်အောင်ကြည့်တဲ့နေရာမှာကိုအရင်ပြုတ်ပြီးတော့ကြည့်ရမယ်ကိုအကြောင်းကိုတကယ်မြင်သူများအကြောင်းကတမင်တောင်လိုက်ကြည့်เสียလုံမယ်မထင်ဘူးအကုန်လုံးကပါတော့အတူတူဆိုတာသဘောပေါက်သွားတယ်ဟိုတုန်းကဘုန်းတော်ကြီးတစ်ပါးပြောဘူးတယ်သူဝင်လေထွက်လေကိုအမြဲတမ်းမှတ်နေတဲ့အခါကျတော့ဒီခန္ဓာကိုယ်ကြီးကသူအမြဲတမ်းဝင်ထွက်နေတာကြီးကသူ့စိတ်ထဲမှာအမြဲမြင်နေရတယ်ဒီဟာကြီးကနော်ရှင်ဖို့အတွက်ရှုခဲနဲ့ဝင်လေထွက်လေလုံနေရတာကြီးကဟိုဖားဖို့ကြီးလို့ပေါ့နော်ဗဘဲသမားတွေတုံးတယ်ဖားဖို့မြင်မှုတယ်မို့လားနော်အဲ့တော့ तू ကထူးဆန်းတာ तू ကဘာပြောတော့ဆိုတော့
သူ့ကိုယ်ကြီးမှာရှုခဲလုံနေတာမဟုတ်ဘူးသူများခန္ဓာကိုယ်တွေအကုန်လုံးကလည်းအဲ့လိုရှုခဲလုံနေတာတွေကိုမြင်နေရတယ်တဲ့ဒါဘုံမှာဗာပြောနေတာတော့ကိုမြင်လို့ရှိရင်သူများကိုလည်းမြင်တယ်ဆိုတာကိုပြောချင်တာဟုတ်လားမဟာသတိပဋ္ဌာန်တုံးမှာ